update ဆိုတဲ့ keyword ကိုအရင်ရေးရတယ်အဲ့တော့ဘယ် table ကိုလုံးမှာလဲဆို student တွေနော်ပြီးတော့အခါကျတော့ဘယ် field ကိုလုံးမှာလဲဆိုဘယ် column ကိုလုံးမှာလဲဆိုတော့ email ကိုအသစ်ပြောင်းမှာသူက lsnewexample.com ဆိုတာနဲ့ set လုပ်မှာနော်ဒါကြောင့်မလို့ update student set ဆိုတဲ့ keyword ကလေးကိုသုံးရတယ်သူကအသစ်ပြင်နေဆိုရင်ဒီကျတော့ update နဲ့ set နဲ့ကိုသုံးရတယ်ပြီးရင်ကိုပြင်ကျင်တဲ့နော် update ရဲ့နောက်မှာတော့ကိုပြင်ကျင်တဲ့ဒီပဲပြင်ကျင်တဲ့ fee column ပေါ့နော် column မှာ new value လေးတစ်ခုထည့်ပေးရတယ်နော်အဲ့တော့အဲ့ခါမှာဘယ်မှာပြင်မှာလဲဆိုတာရှိတယ်မဟုတ်ရင်သူကအကုန်လုံးပြင်သွားလိမ့်မယ် table တစ်ခုလုံးtable တစ်ခုလုံးရဲ့ email တွေကို lsg ပဲပြင်သွားလိမ့်မယ်နော်ls နဲ့ ug ပဲပြင်သွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတော့မလုပ်လို့မရဘူးဒီကျတို့ကဘယ် record လဲဆိုတဲ့ဟာလေးကို uniquely reference လုပ်အောင်ပဲနော် id equal to 1နော်1ဖြစ်တဲ့နေရာမှာပဲပြင်မယ်လို့အဲ့လိုလေးပြောလိုက်မှာသူကအဆင်ပြေတယ်နော်ဆိုတော့ဒီကျကအဲ့မှာ ls ကိုကနော် ls ကိုကဒီမှာဟုတ်တယ် ls ကိုကဒီမှာဟုတ်ပါတယ်1က ls ပါပဲเนาะအဲဆိုလို့ရှိရင်သူ့ကိုရေးလို့ရပြီရေးကြည့်မယ်เนาะအဲ့တော့ updateက student ဟုတ်တယ် student set เนาะset email equal to ls new ပေါ့เนาะnew at example.com ပေါ့เนาะအဲဒီလိုမျိုးလေးတော့ကိုအောင်ဆိုပြီးတော့မှဒါဆက်လုပ်လိုက်ပြီဒါဆိုလို့ရှိရင်ကျတို့သူ့ကိုအောက်ဆုံးကဟာလေးကိုဆက်လက်မလုပ်လဲရတော့ပါတယ်နော်အဲ့ဆိုအကုန်လုံးပြောင်းသွားမှာဟုတ်တယ်အကုန်လုံးပြောင်းသွားပြီငါဒုက္ခပဲဖွဲကြီးမေ့သွားလို့ဖွဲမေ့သွားဆိုလို့ရှိရင်ဖွဲမေ့သွားတဲ့ကိစ္စဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာပြန်ပြီးတော့မှ update လုပ်လိုက်မှာဆိုတော့ပထမဆုံးဒီကောင်လေးကိုဒီကောင်လေးကို select star from student เนาะဒီနေရာလေးတစ်ခုရေးလိုက်မယ်ပေါ့သူ့ကိုအဲ့တော့ဒီကောင်လေးကိုခဏလေး select လုပ်ထားလိုက်မှာအဲ့တော့ကဒီချိန်မြင်နေရပြီအဲ့တော့ကဒီကောင်လေးကို ls ကတော့ဟုတ်ပြီဒီကောင်ကဟုတ်ပြီသူ့ကိုတော့ဘာမှပြင်စရာမလိုဘူးကျန်တဲ့ဟာတွေကိုဒီကျလိုက်ပြင်မရတော့မယ်လေးခုပြင်ရမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ student ls လို့မပြောတော့ပဲနဲ့နောက်တစ်ခါ2ကကျတော့ဘယ်လိုလဲ class နေဟုတ်တယ် class class ဟုတ်အဲ့တော့အဲ့မှာကလပ်က where id equal to id ဟုတ်တယ် id equal to 2ဖြစ်တဲ့ဟာပေါ့နော်အဲ့လိုလေးပြင်มาရတော့မယ်တော့ဒီဟာလည်းပဲအဲ့လိုပဲ where id equal to တော့နောက်တစ်ခုလည်းပဲအဲ့လိုပဲပြင်มาရတော့ဟောဒါတော့ကလပ်က2ပြီးရခါကျတော့ bofက3bof လက်လွန်သွားတာ bof က3နောက်က4ကကျတော့ david เนาะdavid ဆိုတော့4က david 5ကကျတော့edward ကြီးကတော်တော်လေးကိုသမီးကိုဟိုဖြစ်စေချင်တာဟုတ်တယ်ငယ်ပါသေးတယ်ဒီကျတော့လည်းအဲ့လိုပဲသမီးရဲ့တဖြည်းဖြည်းနဲ့စာလုပ်ဖြစ်တာလေအဲ့လိုအသက်နည်းနည်းလေးကြီးမှလုပ်ဖြစ်တာဒီကျလည်းမိရဲ့အဲ့တော့ဒီနေရာမှာကြည့်ရအောင် student တချို့လူတွေဆိုရင်လည်းဟိုကျောင်းကပြည့်စက်နေပြီးသွားတဲ့ဆရာမလေးလေပေါ့ဆရာမလေးတော့ကျောင်းဒီနေ့မှပြီးဒီနေ့တနင်္လာနေ့မှပြီးကြမှာအဲ့ဒါလေးတွေရတဲ့အခုဟိုဖြစ်သွားတယ်လို့ပြောတယ်ဒီကောင်မပါဘူးနော်အဲ့တော့ဟိုအဲ့ဒါလေးတွေရတဲ့ဟိုနာတော့ပြောတယ်ဗါတယ်
ဒီချက်ကလပ်ကနေစ ICT တီချာတယ်အော်ကလပ်ကနေစမှာလားကလပ်ကနေစမှာနော်ဟုတ်ပြီICT တီချာလေးရသွားလို့တဲ့ဝမ်းသာပါတယ် ကောင်းတယ်ဟုတ် ဆိုတော့ဒီကျတို့ပြန်ပြီးတော့မှဆက်လက်နဲ့ပြန်ကြည့်လိုက်မယ်အဲ့တော့အဲ့ကောင်မလေးဆိုရင်လည်းငယ်ငယ်လေးပဲရှိတယ်20ပေါ့သူတို့ကတော့လေဟိုလည်းပဲအသက်မကြီးသေးဘူးတချို့ဆရာမတွေဆိုရင်လည်းအဲ့လိုပဲသမီးရဟို strategy first မှာလေဒီကျောင်းကနေပြောင်းသွားတဲ့ဆရာမလေးတယောက်ရှိသူကတော့ scholar ရသွားတာ master တက်ဖို့လေ ဟုတ် ဒီလားအဲ့ဒါကြီးလည်းခေါ်နေတယ်သူတို့ကဟိုဒီရသွားမှာတော့မဟုတ်ပါဘူးခဏခဏခေါ်နေမှာပါ ဟုတ် တော့ Celesta from student ဆိုတဲ့အခါကျတော့ဒီနေရာမှာဒီချက်ကြည့်လိုက်တော့ပြောင်းသွားပြီเนาะ Alice new Clad new Bob new David new Edward new เนาะအဲ့တော့ new တွေပြောင်းသွားပြီသူကစီလျော်ဆိုတာလေးပေါ့เนาะတော့နောက်တစ်ခုကြည့်မယ်ဆိုတော့ရှယ်တို့ဒါကတော့နှမျိုးလုံးကိုဆက်တာပေါ့ column နှမျိုးလုံးခုနကတော့ကြောက်ရှယ်တို့ email ပဲဆက်လုပ်တာဒါကတော့ age ကိုလည်းသူချိန်တယ်ပေါ့เนาะ email ကိုလည်းချိန်တယ် ID4 ကိုเนาะ diana2example.com ဆိုပြီးတော့မှ email ကိုလည်း diana2 ဆိုတဲ့ new value နဲ့ချိန်တယ် age ကိုလည်း21ဆိုတာနဲ့ချိန်တယ်အဲ့တော့သူ့မှာ column တစ်ခုဆိုလို့ရှိရင်ဒီကျတော့ comma လေးဒီမှာချပေးရတယ်အဲ့တော့ဘယ်သူ့ကိုလဲဆိုတော့ ID number 4ဖြစ်တဲ့ဟာဆိုတော့เนาะ ID number 4 row လေးက update လုပ်သွားလိုက်မယ်ပေါ့เนาะဆိုတော့အဲ့ဒီကောင်က age နဲ့ email ကိုချိန်မှာเนาะဆိုတော့ကြည့်အောင်တော့ဒီကျတို့ရဲ့ဒီမှာnumber 4ဆိုတော့ David ပေါ့เนาะဒီကျတော့ David ဖြစ်သွားပြီအဲ့တော့ David နဲ့အသက်က22ကနေ23ချိန်လိုက်မယ်ဒီကျတို့ကဒီတစ်ခါပေါ့เนาะအဲ့တော့အဲ့မှာအဲ့တော့ကတဲ့ဒီကောင်လေးဖြတ်လို့ရပြီအဲ့တော့ဒီကောင်လေးဖြတ်လို့ရပြီဆိုတော့နည်းနည်းလေးကြောကုန်ပါစေအဲ့တော့ email နဲ့ age เนาะ age ကလည်း David က22ဖြစ်နေတော့ဒီကျတို့ကတော့ age ကို23 comma email ကိုเนาะDavid new က Edward new တဲ့David 2ပေါ့ email equal to ပေါ့เนาะသမီး email equal to David2@example.com @example.com ဘယ် ID ရဘယ်လောက်လဲဆိုတော့4ပေါ့ David က4အဲ့တော့နော်ဒီကောင်လေးကိုနှစ်ခုစလုံးပြန်ကြည့်23ပြောင်းလိုက်ပြီ2ပြောင်းလိုက်ပြီပြောင်းပြီးတာနဲ့သူကပြမှာပဲเนาะအဲ့တော့ David က23ဖြစ်သွားပြီ David 2ဖြစ်သွားပြီပေါ့ဟုတ်ပြီအဲ့တော့ဟုတ်ပြီဒါတစ်ခုเนาะနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကတော့ဒီကျတို့ဒီမှာ delete နော် delete from student where id equal to 5အဲ့တော့ဒီကျတို့ခုနကတော့လိုပဲ where မထည့်မိဘူးဆိုရင် delete ရလဲအကုန်ပြောင်းသွားမှာပေါ့နော် table ထဲမှာထည့်ထားတဲ့ data တွေအကုန်လုံးကအကုန်ပြောင်းသွားမှာဒါကြောင့်မလို့သူ့လည်းပဲဘယ် row လဲဆိုတာကို specify လုပ်ပေးရသေးတာပေါ့နော်အဲ့တော့သူကတော့သူ့ရဲ့ရေးပုံရေးနည်းလေးတွေကတော့နည်းနည်းกว่าမှတ်ရတာပေါ့နော်update ကြတော့ update ဆိုပြီးပါရေးတာလေပြီးရင်ဘယ် table ကို update လုပ်မှာလဲเนาะပြီးရင်သူက value အသစ်တွေကို set လုပ်မှာဖြစ်တဲ့ကြောင့် set ဆိုတဲ့ keyword နဲ့ပြောပြရတယ်ဒီနေရာမှာ multiple column အတွဲတွေလည်းဖြစ်လို့ရတယ် column တစ်ခုတည်းလည်းဖြစ်လို့ရတယ် many column လည်းเนาะထည့်လို့တစ်ပြိုင်တည်းထည့်လို့ရတယ်ပေါ့เนาะဆိုတော့ဒါပေမဲ့အဲ့နေရာမှာလည်းပဲသတိထားမှာတော့ဝဲထည့်ပေးဖို့လိုတယ်ခုနကလိုကိစ္စတွေများပါတယ်เนาะဆိုတော့ဒီမှာလည်းပဲအတူတူမတူဘူးဒီမှာဆိုရင် delete လည်းမတူဘူးဒီကျတော့ကသူ့ကိုဘယ်ကောင်ကို delete လုပ်မှာလဲဆိုတာကိုအတိအကျပြောပေးရတယ်เนาะဟုတ်ပြီအဲ့တော့အဲ့မှာသူအောက်မှာလည်း danger ကိုသူကပြောထားတယ်ပွဲမပါခဲ့ဘူးဆိုလို့ရှိရင် every row တိုင်းကို update delete က affect ဖြစ်သွားမယ်เนาะဒါကြောင့်မလို့ဒီကျတော့ကဒီလိုမျိုးရေးလိုက်တယ်ဆိုရင်အသက်တွေအကုန်လုံးကအကြောင်းသားတွေ69တွေဖြစ်သွားမယ် delete from student ဆိုရင်လည်းအကုန်လုံးကုန်သွားမယ်เนาะအဲ့ဒါလေးရှိတယ်တဲ့เนาะအခုကstudent number 5ကို delete လုပ်ကြည့်မယ် student number 5ကို delete လုပ်ကြည့် delete from student where id equal 5အကြောင်းလေးကိုဒီကျတော့တပြိုင်တည်း run လိုက်မယ်ဘာလို့ဆိုတော့သူ့ဖြတ်ပြီးတာနဲ့ကြည့်လို့ရအောင်လို့လေနော်အဲ့တော့ဒီမှာ5ပြောက်သွားပြီနော် ID 5ပြောက်သွားပြီ
တော့အဲ့တော့ဒီမှာဆိုရင်ဒီကျတော့လောက်ခဲ့တာ create table တွေလောက်ခဲ့တယ် insert into တွေနဲ့သုံးခဲ့တယ်နော်အဲ့တော့ပြီးတော့ select star တွေသုံးခဲ့တယ် star မဟုတ်ဘဲနဲ့လည်းပဲဟိုနာမည်တက်ပြီးတော့ column name တွေကိုသိကျင်တဲ့ column name လေးတွေပဲတည်တံ့နော်ဆွဲထုတ်လို့လည်းရတယ်ပြီးရင်လည်းပဲဒီကျတော့ filter နဲ့ပေါ့နော်ပွဲဆိုတော့လေ filter တွေလာတယ် filter မှာမှဒီကျတော့ age ကအသက်ဘယ်လောက်ထိဘလောက်အောက်ကိုကြည့်ကျင်တာလဲဘလောက်နဲ့ညီတာကြည့်ကျင်တာလဲဘလောက်ထိကြီးတာကြည့်ကျင်တာလဲ operator တွေအမျိုးမျိုးသုံးလို့ရတယ်เนาะအဲ့တော့ order by ကလည်းပဲတကယ်တော့ပြတဲ့အခါမှာ table မှာတော့သူ့ဘာသာသူ order ကဟိုသူ့ဘာသာသူရောက်တော့ရှိနေမှာပဲအဲ့ဒါကိုတကယ်တော့နာမည်နဲ့အစန်းကြီးကြည့်ကျင်တာတို့အသက်နဲ့တစ်စန်းကြီးကြည့်ကျင်တာတို့လုပ်လို့ရတယ် limit ကလည်းပဲဥမာဟိုsalary အများဆုံးတို့အမှတ်အများဆုံးတို့ limit လုပ်ချင်ရင် limit နဲ့သုံးလို့ရတယ်နော်နောက်တစ်ခုကကျတော့ manipulation ပေါ့ manipulation ကကျတော့ဒီကျတော့ data တွေရဲ့ဒါတွေကို update လုပ်တယ်နောက်တစ်ခါကျရင်မလုပ်တာလဲ set လုပ်တယ်ပေါ့နော်update တွေပဲပြီးရင် set ဆိုပြီးတော့မှ column name တွေလာမယ်ပေါ့နော် column name နဲ့သူ့ရဲ့ value အတွဲတွေလာမှာပေါ့နော်အဲ့တော့ delete ကလည်းဒီကျတော့ပွဲကိုနော်သတိထားပြီးသုံးရမယ်ပေါ့နော်ဘာလို့ဆိုသူကလည်းဖြတ်တာဆိုတော့လေအဲ့တော့အဲ့မှာဒီကျတော့နောက်ထပ်ကဒီမှာ create a new table ဒါရော create လုပ်ပြီးလားသမီးလုပ်ရသေးရင်အခုလုပ်အောင် ငါတော့ဘလို့ရတယ်ဟုတ် အေးလုပ်ကြမယ်နော်အဲ့တော့ create a new table called causes with column id ကတော့ serial primary နော် title ကတော့ဘာချာ duration ကဒီ course ကဘယ်လောက်ကြာမလဲပေါ့6ပတ်လား10ပတ်လားပေါ့နော် lecturer ကကြတော့ဘယ်သူလဲဆိုတော့နာမည်ပေါ့နော်အဲ့တော့ id ရဲ့သူ့ရဲ့ course title ရဲ့ကြာမဲ့အချိန်ရဲ့ lecturer name ရဲ့နော်အဲ့တော့ insert at least 3 course record into your table select all course order by duration with descending နော်တကယ်တော့ table create လုပ်တယ် data ထည့်တယ်3 row ထည့်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ course တွေအားလုံးကိုဒီကျတော့ duration with alike descending ကြည့်မယ်နော်ပြီးရင် update လေးကိုနော်အဲ့တော့ဒီမှာ lecture name လေးကိုဒီကျတော့ပြင်မယ်ပေါ့နော်ပြီးရင် delete လုပ်မယ်ပေါ့ shortest duration ရှိတဲ့ကောင်ကိုလေဆိုတော့အဲ့ဒါလေးတွေဒီကျတော့ရေးကြည့်နော်ဆိုတော့အခုလုပ်ကြည့်မယ်ဆိုတော့ COURSES courses နော်အဲ့တော့ဒါလေးကိုဖြတ်လိုက်ပါ process သမီးလည်းပဲဟိုပါပေါ့နော်ဖြတ်လိုက်ပေါ့အဲ့တော့ဒီကျဒါကြီးကိုပိတ်လိုက်မယ်အဲ့တော့ create table causes ပြီးလို့ရှိရင်ဒီကျတော့လက်သေးကွင်းနဲ့နှစ်ကွင်းเนาะ semi column ပေါ့သူ့ရဲ့စာကြောင်းတစ်ကြောင်းပြီးဆုံးတယ်ဆိုတာဟာလေအဲ့တော့ဒီကျတော့ဒီကြားထဲမှာလာအောင်မှာဆိုတော့ကျတော့လို့လွတ်လပ်ရေးလို့ရအောင်အဲ့လိုမျိုးလေးလုပ်လိုက်မယ်เนาะသူ့ရဲ့ variable column name နဲ့ data type နဲ့ကိုစဉ်းစားမယ် id data ပေါက် id ရတော့ပါမယ် serial เนาะသူကဒီကျတော့ဟိုမထည့်ကျင်တော့1 2 3လေးကိုသူ့ဘာသာသူပဲအလိုလိုတိုးသွားကျင်တာเนาะမဟုတ်ရင်ဒီကျတော့ programmatically ဒါမှမဟုတ်ရင်procedure ဟိုပါ procedure တွေပါရေးပြီးတော့ trigger ရေးပြီးတော့လုပ်နေရမှာအဲ့တော့အဲ့လိုမျိုးတွေမရေးချင်ဘူး IDCD ရဲ့အဲ့တော့သူ့ရဲ့ဒီ Postgres ကပေးတဲ့เนาะ auto increment primary key နဲ့ပဲဒီချေတော့သွားမယ် auto increment 1 2 3 4က auto မတိုးဘူးလားတိုးတယ်ပေါ့နော်ဟုတ်ပြီးတဲ့အခါကျ titleအလုံးရေ150 duration ကတော့ဒီကျတော့ဟိုပါပေါ့เนาะ integer ပဲထားလိုက်မယ်ပြီးလို့ရှိရင် lecturer ကတော့ဘာချာကိုသူ့30လောက်ပဲတန်တက်လိုက်မယ်เนาะဆိုတော့အဲ့မှာတယ်ပါချာတိုက်တယ်အဲ့မှာလည်းပဲဒီကျတော့နောက်ရက်ဒီမှာတော့ထပ်လာမှာပေါ့နော်အဲ့တော့ဟုတ်ပြီဒီဟာလေးပဲပေါ့နော်တိုက်ဟိုပါပေါ့ column ၄ခုပဲပါမယ်primary key column ရဲ့เนาะသူ့ရဲ့ course ရဲ့ title ရဲ့ duration ရဲ့ဘယ်သူတင်မလဲဆိုတဲ့ဟာရဲ့ပေါ့နော်ဆိုတော့ lecturer 30ဆိုတော့နည်းတော့နည်းတယ်50လောက်လုံးမှတင်နာမည်လေးအရှိလေးစအောင် okay ဒါဆိုလို့ရှိရင်ဒီကျတော့သူ့ကို run လိုက်ရုံပဲနော်
အဲ့တော့တဲ့ database connection loss ဖြစ်သွားတယ်တဲ့ဘာဖြစ်လို့လဲ continue စမ်းလိုက်တာအဲ့တော့နော်အဲ့တော့အဲ့မှာ connection တောင်ပြတ်သွားတယ် okay ဒါလေးပြီးသွားပြီဆိုရင် teacher တို့သူ့ကိုခဏဖြတ်လိုက်တော့မယ်နော်ဖြတ်လိုက်တော့မယ်ဆိုပြီးတော့ကဘာလုပ်မှလဲဆိုလို့ရှိရင် teacher ကအခုinsert လုပ်မယ် insert into courses နော် COURSES courses ပြီးရင်ခုနလိုပဲ teacher တို့ column listing column name listing column name list ပေါ့နော်ပြီးရင် values ပြီးရင် teacher တို့တကယ် actual ထည့်မဲ့ value တွေနော် actual ထည့်မဲ့ value တခုပဲ teacher တို့လောက်ထားလိုက်အောင်မယ်ဟုတ်ဆိုနော်ဆိုတော့ဒီနေရာမှာသူနာတိုက်တယ်ဆိုတော့ column ပါတယ် duration သူရဲ့အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့ဟာရယ် lecturer နော်ဒါလေးရယ်အဲ့တော့က values ကပထမဆုံးတိုက်တယ် Python လိုပဲအတူတူလေးဆိုပါစို့ Python duration က8 week lecturer က Smith ဟုတ်ပြီ duration databaseအဲ့လိုမျိုးလေးတွေလုပ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ3ခုအနည်းဆုံး3ခုလို့တော့သူကပြောတယ်အဲ့တော့4ခုလောက်လုပ်လိုက်မယ်သုံးစံအတိုင်းပဲ4ခုလောက်လုပ်လိုက်မယ်ဆိုတော့ Power BI database Python ပြီးတဲ့အခါမှာnetworking အိမ်မှာအဲ့တော့သူ့တော့ပြီးတော့အလုံးပြီးသွားပြီဆို semicolon ပေါ့နော်အဲ့တော့တစ်ခုချင်းစီတုန်းကတော့ဒီကျတို့ comma လေးတွေချားတယ်ပေါ့နော် comma ဟုတ်ကဲ့ အဲ့သူ့ကိုဒီလိုမျိုးလေးလုပ်လိုက်မယ်နော်အဲ့တော့အဲ့မှာ return successfully ဆိုတော့ဒီကျတို့ process မှာလည်း record လေး၄ခုဖြစ်သွားပြီအဲ့တော့တဲ့သူခိုင်းတဲ့ဟာလေးကိုတစ်ချက်ပြန်ကြည့်အောင်ခိုင်းတာပါလဲဆိုတော့ at least 3 record ဆိုတော့၄ခုထည့်လိုက်ပြီး all courses order by duration week descending okay အဲ့တော့ဒီကျတို့ကဒီမှာသူ့ကိုနော်နည်းလေးပြန်ပြီးတော့မှဒီကနေပြီးတော့မှမလုပ်ဘဲနဲ့ duration နဲ့ C မှာဆိုတော့လေနည်းနည်းလေးသူ့ကို changes လုပ်အောင်ပေါ့တမီးရနော်သူ့ကိုဒီမှာဒီကျသူ့ကိုလုပ်လိုက်မယ်ပိတ်လိုက်မယ်အဲ့တော့ schema ထဲမှာ school DB ထဲမှာ table ထဲမှာတစ်ခုတည်းတစ်ခုမကပါဘူး student table courses table အဲ့တော့သူ့ကို refresh ပြန်လုပ်လိုက်မယ်ကွယ် refresh or view တွေက reload yes ချက်ချင်းဟိုဘက်မှာမပေါ်နေလို့အဲ့တော့ reload ကလေးလုပ်လိုက်ပြီလေးဆောင်နေကျွန်တော်တို့ဒီအခုဟာအဲ့ table courses ကလေ student အောက်ထဲကိုသွားတာနော် student အောက်ထဲကိုလားအဲ့ကြောင့်ဒီချက်ပြန်ကြည့်မလို့နော်အဲ့တော့ခဏလေးဟုတ်ကျွန်တော်လည်း student အောက်ထဲဝင်သွားလို့ student အောက်ထဲကိုဝင်သွားတယ်ခဏလေးဆိုသူ့ကိုဒီမှာတစ်ချက်ကြည့်လိုက်မယ် PostgreSQL databases school DB ဆိုတော့မရွေးလိုက်လို့အဲ့တော့က school DB schema နော် schema ထဲမှာမှ table က
နာနှစ်ခုတော့တွေ့ပြီဟဲ့ဒီချက်ကတော့ဒီမှာဒီလိုဝင်သွားတယ်မင်း causes ကဝင်သွားတယ်တူတယ်သမီးအဲ့လိုမဝင်ဘူးလားဟောစကူတီဗီအောက်ကိုပြောတာလားစကူအောက်ဟုတ်တယ်ဒီချက်အတေဘယ်ထဲမှာ student courses ဟုတ် နှစ်ခုစလုံးရှင်းရပဲမလားသမီးဒီချက်ကျွန်တော်လည်းမတေဘယ်တစ်ခုတည်းပဲရှိသေးရတော့ဟုတ်လားအဲ့ဆိုရင်ခဏလေးဒီချက်ခဏလေးမဟုတ်ဘူးကျွန်တော်မလုပ်ရသေးဘူးဟိုမရန်သေးဘူးဒီချက်ဟောအေးအဲ့ဒါကို run လိုက်ကျွန်တော်အခုအဲ့ဒါဆိုရင် school TV အောက်မှာရောက်သွားမှာပေါ့နော်ဒီချက်ပေါ့သမီးဟုတ်တယ်ဒီချက်တို့လက်ရှိဖွင့်ထားတာ school TV ဆိုတော့လေတနင်္ဂနွေနေ့ကိုပဲချိန်အားရလဲသမီးညနေပိုင်းတော့အားတယ်လို့ချိန်ဆက်ဆက်မပြောနော်ဟုတ်အားရဒီချက်ညနေပိုင်းကိုဟောပေါ့ညနေပိုင်းကိုဒီချက်ဒီချိန်ပဲအားတယ်ဟုတ်တယ်ဒီချိန်တော့အားတယ်ဒီတဲ့ကတေဘယ်ဟာဆောက်ဘူးလားကျွန်တော်မတေဘယ်ကတစ်ခုတည်းပဲရနေဒီချက်ဟုတ်လား let me check ဟုတ်ကျွန်တော်ဖွင့်လိုက်မယ်နော်ဒီချက်ဟုတ်ဆိုတော့ဒီပဲတစ်ခုပဲရောက်နေတယ်ဟုတ်ပြီ causes ကပဲသွားသမီး reload ပြန်လုပ်လိုက်သမီး view တွေက reload view menu တွေကနေပြီးတော့reload ပြန်လုပ်ချင်တယ်သမီး successful တော့ဖြစ်သွားမလားခုနအခုမှဟုတ်တယ်အခုမှ appleton student စာပါဖွင့်ကြည့်လိုက်ဆိုတော့ school DB ထဲမှာ schema ကိုသွား table မှာအောက်မှာဝင်သွားပြီဒါပေမဲ့ causes ကိုဟုတ်တယ် causes ကို right click ထောက်လိုက်right click ထောက်လိုက်အဲ့ဒါဟုတ် right click အဲ့မှာသမီးဟိုပါပေါ့ view edit data လေးရှိပါရောလား view edit data ဟုတ်ကဲ့ဒီချက် all row ကိုကြည့်လိုက် all row view edit all row အဲ့မှာဒီချက်တော့ခုနတော့ကဟိုပါပေါ့နော် all row ဆိုတော့သူ့ screen လေးကြည့်ပေးပါလားသမီးကျွန်တော်ဟိုမထည့်ရသေးဘူးဒီချက်ဟုတ် data မထည့်ရသေးဘူးdata မထည့်ရသေးဘူး create ပဲလုပ်ရသေးတယ်ဒီချက်အေးအဲ့ဒါ data ဘယ်မှာရေးတာလဲသမီးအခုဒီအောက်ထဲမှာရေးလိုက်ရမှာသမီးဘယ်မမီသေးရလားသမီးဒီချက်နောက်နေဦးဒီချက်ပြန်ကျွန်တော်စာအုပ်နဲ့လိုက်ရေးထားတာဒီချက်အဲ့တော့ဒီချက်နဲ့ချက်ပြရနော်အဲ့တော့သူဒီကိုကြည့်ရမယ်တော့ကိုယ်ကတော့တပတ်ကြံပြီးဒီဖက်လုံးလုံးလို့သွားဒီအတချက်အခုခုပြထားတဲ့ဒီအာရဲ့အောက်မှာရေးလို့ရလားရတယ်သမီးရတယ်နော်ရတယ်ဟုတ်ရေးရတယ်ဒီချက်စောင့်နေမယ်နော်ဟုတ်ရေးလိုက်မယ်နော်ဒီချက်ဟုတ်ကဲ့ပါဘာလို့ပဲကတော့ရွယ်တော့တန်းနေတာcity UI လာချာyes follows answer ဒီကွာစားတယ်ပါနေဒီလိုနေလာတယ်ဒီတော့ဖုန်းပြီးဟုတ်တယ်ရဖိတ်ပြရအောင်တော့ဟိုမှာဒီအဲ့ဒါဆိုတဲ့သမီးဒီချက်ဒီကနေပို့ဒီကနေဒီချက်ပို့ပေးလိုက်မယ်ဟုတ်နော်ဟိုပါပေါ့ဒီမှာဒီမှာအဲ့မှာတက်ဟို Viber နဲ့ပို့လိုက်တယ်ဒီဥစ္စာအေးဟုတ်
ဖိရောမဖယ်လိုက်အေးဟုတ်ပြီ course တိုက်တယ် Saturday အဲ့ဒါတွေပါလာနော်အဲ့ဒါတွေဖြစ်လိုက်တယ်အေးဟုတ်တယ်အဲ့သမီးအဲ့ဒါလေးလာရမ်းကြည့်ပါဟုတ်တယ်အဲ့ဒါလေးရမ်းကြည့်လိုက်ကိုကောက်အောင်အောက်ကိုချရင်ချလိုက်လို့ရတယ်ရပါရပြီလားကျဲရပြီသမီးအေးရမ်းအဲ့တော့လေးရိုးသွင်းသွားပြီပေါ့နော်ဟုတ်လေးရိုးသွင်းတဲ့သမီး query history တွေကိုကြည့်လိုက်သမီး query အပေါ်မှာquery tab လေးသူ့အပေါ်လေးမှာ select ရဲ့အပေါ်ကြည့်လိုက် query history select ရဲ့အပေါ်အခုသမီးရေးထားတဲ့ select window လေး line number 1ရဲ့အပေါ်မှာ query တို့ query history တို့ရှိရကွယ်အော်တွေ့ပြီဟုတ်အဲ့မှာသမီးအခုနားလောက်လိုက်တဲ့ create table courses တွေအောက်ကို scroll လုပ်သွားလိုက်scroll လုပ်သွားလိုက်အခုနားထည့်လိုက်တဲ့ဟာတွေနော်အခုတစ်ချက်ကြည့်အပေါ်ဆုံးမှတန်းတယ်ဟဲ့အဲ့ဒီမှာ insert into courses ဒီနောက်ဆုံးမှဝင်တယ်တွေ့လား insert into ညာဘက်ကြည့်လိုက်ညာဘက်တားလားဟုတ်တယ်အဲ့ဒါနောက်ဆုံးလုပ်လိုက်တဲ့ဟာဟုတ်နော်အဲ့လိုတော့ဝင်သွားတယ်ဟုတ်ပြီတဲ့ဒီကျတို့ကနောက်တစ်ခါ update လုပ်ကြည့်ရအောင်နော် update ဆိုဒီကျပြန် share လိုက်မယ်နော်ဟုတ်ကဲ့ဒီကျဟုတ်ဘယ်လိုရလဲupdate ရမှာ update ပါ okay update ဆိုတော့ကိုစင်ကြီးကိုခေါ်လိုက်ပြီး update ကကြတော့ကျွန်တော် courses ထဲမှာဒါလေးကို query ပေါ့နော် query ပြန်သွားလိုက်မယ် update update ဆိုတော့ဒီလိုupdate ตัวละ one message တွေတော့ရှောက်တဲ့ update table ရဘာလို့လဲဆိုတော့ခုနက courses ပေါ့နော် courses set နော် set duration ပေါ့သမီး duration ကိုဥမာ9ပတ်ပေါ့နော် duration ကိုခွန်လို့ပြောင်းလိုက်မယ်အဲ့မှာ where ပေါ့သမီးနော် where id equal to 1ပေါ့ id equal to 3လို့ထားလိုက်မယ်2လို့ထားလိုက်နော် id ရဲ့2ကိုအဲ့လိုလေးလုပ်လိုက်မယ်နောက်တစ်ခါအဲ့ဒါကို copy ကူးပြီးတော့မှအောက်ကဟာတွေလည်းလိုက်ပြအောင်ပါတကယ်တော့လေ descending order လေးနဲ့စီပြကျင်နေတာသူမိကောမှာလေ update courses duration 7ပြီးတော့မှ9လို့ပြောလိုက်မယ်ဒီကောင်က3လို့ပြောလိုက်မယ်3နော် control c အဲ့တော့ update ပြီးရင် courses ဆိုတဲ့ table ပြီးရင် set duration ကမှဒီကောင်ကတော့4ဟိုကကြတော့6လို့ပြောလိုက်မှာပေါ့နော် update courses 4ဟိုက6လို့ပြောလိုက်မယ်ဒီကောင်က4ဖြစ်သွားမယ်နော်အဲ့လိုမျိုး3ခုတော့ရသွားပြီတစ်ခုကတော့ဒီတိုင်းထားလိုက်တာ1ဟိုကတော့လေပြီးတော့အဲ့လိုမျိုးလေးလုပ်လိုက်ပြီဆိုတော့id2 ဟိုက7ပေါ့နော်7 id 3ဟိုက9 id 4ဟိုက6နော်ဒီလိုလေး run လိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေး successful ဖြစ်သွားပြီ history ထဲကြည့်လိုက်မယ်ဆိုရင်သမီးဒီမှာ history ထဲမှာဆိုလို့ရှိရင်ဒီကောင်ပေါ့ဒီကောင်ဆိုရင်ဒီ3ခုပေါ်လာတာကိုတွေ့ရတယ်အဲ့တော့ copy လည်းရှိရသမီး copy ဆိုရင်သမီးကိုတစ်ချက်ရတယ် paste လိုက်လို့ရတယ်ဒါပေမဲ့ကိုယ့်အကိုရေးလိုက်မရေးပါနဲ့အောင်နော်ကိုယ့်အကိုမရေးနဲ့တော့ဒါတကယ်စမ်းပြီးပြီဆိုတော့လေတစ်ခုလောက်ရေးပြီးတော့ copy ကူးကျင်လိုက်ဟုတ်ကဲ့တခြားဟုတ်အဲ့ဒါမဲ့မြန်အောင်လည်း copy ကူးလိုက်ပါဒီတစ်ခေါက်တော့ copy ကူးလိုက်အဲ့တော့တဲ့နော်အဲ့တော့ run ကြည့်လိုက်ပြီးသွားပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတော့အဲ့တော့ come here next section မှာဒါကတော့ဘာလဲဆိုတော့ update August duration with descending အဲ့တော့ငါတို့ကကြည့်ရအောင်မသူ့နော်ကြည့်အောင်ဆိုအဲ့တော့သမီး run လိုက်ပြီလား
ဟုတ် ပြီးတော့ run လိုက်နော် run လိုက်ပြီတစ်ချက်ဟုတ် slash start from where နဲ့ဟုတ် slash လား start from နဲ့ဟုတ်တယ်သမီးကြည့်ပါဦးကြပြောပါဦးသမီးရေးတဲ့ဟာကို causes ဝဲမဟုတ်ဘူးဒီဟာတော့ descending နဲ့ကြည့်ပါတဲ့နော် descending aura ဘိုင်ပေါ့သမီး aura ဘိုင် duration ဟုတ် duration မှာသူက descending ခိုင်းတာလား ascending ခိုင်းတာလား ဟုတ်အော် အာ aura descending လို့ပြောတယ် duration descending DES ဟုတ် ဒါပဲဆိုတော့သူကဒီမှာနော်6896နော်စီသွားပြီ ကိုရှိခွန်ချဟုတ်တယ်ရှင် စီသွားပြီ Power BI ရယ် Python ရယ်ဟုတ်ကျွန်တော်လည်းရေးလိုက်ပြီဒီချက် အေးရေးလိုက်ပြီ Okay ဒါဆိုလို့ရှိရင်ဒီကျတော့နောက်တစ်ခု update the lecture name for one of the courses lecture name လေးတစ်ခုကိုပြင်ကြည့်မယ်တဲ့နော်အဲ့တော့ delete ရကြတော့ shortest duration ရှိတဲ့ဟာကိုဖြတ်မယ်ပေါ့နော်အဲ့ဆိုတော့ဒီကျတော့ဒီ update လုပ်ကြည့်အောင် update courses နော်ဒီပဲကိုအရင်ပြောရတယ်ပြီးရင် set ဘယ်သူကိုလဲဆိုတော့ name lecture name ကိုပြင်ပါဆိုတော့ name ပေါ့ name equal to နော်အဲ့တော့သူကအဲ့ထဲထဲမှာဆို Petra လည်းရှိရ Petra ကိုဒီကျတော့ Petra LEIMICH စသဖြင့်ပေါ့ကွာနော်အဲ့တော့ where နော် where မပါရင်အကုန်လုံးကိုနာမည် Petra Lemich ပဲပြောင်းသွားလိုက်မယ် where id equal to 1ပေါ့ဟလား id equal to 3ပေါ့ id equal to 3ဖြစ်တဲ့ဟာကိုနော် Petra Lemich လို့နာမည်ချိန်လိုက်မယ် lecturer နော် name မဟုတ်ဘူးဒီကောင်ကလေဟုတ် lecturer ဟုတ် lecturer column name ကအတိအကျ lecturer ရမှာသူကစလုံးပေါင်းလဲမှားလို့မရဘူးပေါ့နော် lecturer ဟုတ် Petra နာမည်လေးအစ်တစ်လုံးတိုးလိုက်တာပေါ့နော် EDR လေး LEIMICH LEIMICH where အဲ့တော့သူ where ID 3ဟုတ်ပြီဒါဆိုရင်ဒီကျတော့ run လိုက်မယ်အဲ့တော့သူက updated ဖြစ်သွားပြီတဲ့နော် Petra Lemich ဆိုတာဖြစ်သွားပြီကျတော့ select star from လေးနဲ့ကြည့်လိုက်လေရတယ် select star from courses နော်ဒါလေးကိုတော့ select လုပ်မှရမယ်အဲ့တော့ဒီမှာPetra Lemich လေးနာမည်ပြင်ချိန်သွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုက delete ကြံသေးတယ် delete from ဟာလေးလဲဆို courses courses where ဒီမှာ where မပါတယ်ပုံသွားမှာ where duration ကအနည်းဆုံးဖြစ်တဲ့ဟာတဲ့နော် duration equal to နော် duration equal to ကျတော့အဲ့မှာ minimum function သုံးလို့ရသူကဘာပြောထားရလဲဆိုတော့ဒီမှာ duration မှာတဲ့ shortest duration ရှိတဲ့ဟာလို့ပြောထားတာနော်အဲ့တော့ duration equal to လို့ပြောရမယ် shortest ဆိုတော့ minimum duration လို့ပြောရမယ် minimum function သုံးလို့ရမှာတစ်ချက်သုံးကြည့်လိုက်နော် minimum function နဲ့မှာ duration ထည့်လိုက်မယ်ပေါ့အဲ့လိုမျိုးလေးလုပ်ကြည့်လိုက်နော် duration equal to ဒါဖြစ်တဲ့ဟာဆိုပြီးတော့လေerror မတက်ရင်တော့သူ allow လုပ်တာပေါ့နော် aggregate function ကတော့ allow ရင်ရေးရတယ် minimum function သုံးလို့မရဘူးလို့သူကပြောထားတယ်နော်ဆိုတော့ duration ကဘယ်လိုပြောမလဲဆိုတော့ minimum function သုံးလို့မရဆို duration ကအဲ့ဒါဆိုအရင်ထုတ်ရမယ့်ပုံဖြစ်နေ duration equal to duration equal to ဒီလိုမျိုးတော့တွားလို့ရတယ်ဒီလိုမျိုးတော့တွားလို့ရတယ် duration equal to select duration from courses where ဘာလို့ပြောမလဲဆိုလို့ရှိရင် where မဟုတ်တော့ဘူး order by duration limit 1ပေါ့descending မဟုတ်ဘူး ascending ASC နော် ASC ကဒီ order by ရဲ့နောက်မှာ order by duration ASC limit 1ဆိုပြီးထည့်လိုက်အဲ့တော့ဘယ်နေရာမှာမားနေ limit 1လို့ပြောလိုက်တယ် select duration ဒီကောင်ကအထဲထဲမှာတာအဲ့တော့ဒီနေရာမှာများ semicolon လုပ်သေးတယ်
အဲ့တော့ဒီကောင်းမြန်မလို့ရလားကျတာလေးဖြုတ်လိုက်မယ်နော်ကွင်းလေးဟုတ်ပြီဆိုတော့ဒီမှာက select duration from causes where delete ဒါကောင်က duration equal to select duration from causes aura by duration ascending မဟုတ်ဘူး descending ပေါ့ ascending ပေါ့နော်ဟုတ်တယ် limit 1 limit 1ဘာလို့ပြရတယ်အဲ့တော့ select equal to ဆိုတဲ့နေရာမှာဒီနေရာမှာ select duration အဲ့တော့ဒီကောင်ကဘာနဲ့ apply လုပ်ရမှာလဲအငယ်ဆုံးလို့တော့ပြောတယ်အငယ်ဆုံးဆိုတော့ဒီကျတော့ဒီနေရာမှာဟတ်ကုန်ဒီနဲ့လုပ်လိုက်ရင်တော့ရတာပေါ့နော် duration equal to 6ဒါဆိုရင်တော့ဒီလောက်ထိတော့ဟိုမဖြစ်သေးဘူးဆက်ကွာတွေမပါသေးဘူးဆိုတော့လေဒါဆိုရင်တော့ delete တော့ဖြစ်သွားပြီ duration ကဒီကျတော့သိနေတော့6လို့လုပ်လိုက်တာပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်တော့ function တွေပါလေသုံးမှာပေါ့ဒီနေ့နော်အခုလောလောဆယ်တော့အဲ့လိုလေးပဲ hack ကိုလို့ခေါ်တာပေါ့နော်အသေး6ဆိုတာလေးကိုထည့်ပေးလိုက်ရင်တော့ဒီနေရာမှာဘာဖြစ်သွားမလဲဆိုတော့ petrol limit လည်းချိန်သွားမယ် causes လည်းချိန်သွားမယ်အဲ့တော့အဲ့ဒါကိုဒီကောင်ပြန်လာလိုက်မယ်အဲ့တော့နှစ်ပြန်ဒီချိန်ကြီးနဲ့သမီးနဲ့သွားအောင်မလို့ပြောနော်အဲ့တော့ duration ဟုတ်တယ် ကုန်သွားပြီဆိုလို့ရှိရင်ဒါရသွားပြီပေါ့နော်သမီး